ကဲဒီနေ့တန်လျင် Star Series Star City ဘက်ကို Ferry စီးဖို့ပေါ့နော်ကျွန်တော် Star Ferry ဂိတ်ကိုကျွန်တော်ရောက်ခဲ့ပါတယ်လက်မှတ်ခါကတစ်ခုကို9000ပေါ့နော် Star Ferry ဂိတ်ပါပြတော့တင်းဘောအားကြတော့သူတို့အဲ့ Viber ကနေချိန်ညာတာရှိရပါတော့သူတို့ရေကြချိန်ဆိုရင်ဒီရေကြချိန်ဆိုရင် Ferry မထွက်ဘူးအားကြောင့်ကျွန်တော်တို့အဲ့အချိန်စရာတိုင်းတော့မှကျွန်တော်အဆင်ပြေမှာဖြစ်ပါတယ်Okay, theo phòng City Mark của Lai Trà Trà. City Mark.
ချက်တွေကတော့မြင့်ကြီးတော့မဟုတ်ဘူးတန်းနာရတော့ဂျပန်လိုစင်ကာပူလိုဘာလိုပေါ့ဒီမှာပတ်ကြည့်အောင်ရှောက်သွားရင်တော့နေရာရဲ့ဒီအတိုင်းပဲနေမှာဟောနေလဲပူတယ်ပြင်နဲ့ပြင်မနေတယ်ဒီလောက်နေပြီရတယ်အေးအပြောင်းလာဝေးအေးပြောင်းလာဝေးကဲပြန်ဖို့ ferry bus ကိုဒီညာနေစောင့်လာတော့နော် bus ကနိုင်ဝတ်ချတဲ့ခါလာရင်အဲ့တော့တော်သေးရဲ့ဗျာနားမှာအပင်ရိပ်လေးရှိနေလို့အလုံးမဆိုရင်တော့လေတွေးပါနိုင်ဝတ်ချတဲ့ခါလာရဲ့ Star City အိမ်ရဝင်းတွေက bus ကားကိုစောင့်နေတာဗျာစောင့်ရင်လည်းမျိုးကြီးရဲ့အိမ်ပြန်လမ်းဝယ်ကိုတော်ပြီးတော့တည်ရမယ်ကဲနေပူအောက်မှာကိုတယောက်ထဲမြက်ကန်းနာပန်နေဘက်ကနေသွားမယ်မြက်ကန်းနာဟိုးမှာကျွန်တော်လမ်းမြင်နေတာနော်အဲ့ဘက်ချမ်းတော့တန်နေမလားပေါ့လေကဲပြန်มาတော့ပဲငကန်ကြီးညာနေမှာတင်ပေါ်ဆဆိုင်တာဟိုဘက်ငန်ကုန်ဘက်ကတင်ပေါ်ဒီပေါ့ဆဆိုင်โอเคဒီနေ့ဒါတော့ Star City ဘက်ကနေပြန်มาတော့မယ်
last shot diary လေးပါဒီဘက်ကရန်ကုန်ပြန်ရောက်ပြီဒီရှေ့နားလေးတော့မြင်ကွင်းလေးသဘောကျနေရိုက်တာကဲကိုလိုနီခက်ဆောင်လို့ပေါ့နော်ဒါကတော့ဆိုင်တွေကတော့လုံးဝဟိုဖြစ်သွားတယ်